ရွေပြီးမှအထက်ဆင်ကလည်းအလားမလားရှိတယ်နော်တချို့ခါရှိရဆိုတော့အလားကိုကြည့်ပြီးတော့မှဒါကတော့မရှိဘူးအလားမလားတော့နော်အမကြည့်တော့တော့မရှိဘူးယူလို့ရတယ်ဆိုတော့အလားမလားရှိတဲ့ဟာဆိုရင်ဒါအလားဆိုရင်ဒါလည်းအလားချင်းမျက်နှာချင်းဆိုင်ဒီလိုထပ်လိုက်မယ်နော်ထပ်တဲ့ချိန်ကျရင်လည်းဒီဘက်ကအနာသားကဟိုဘက်ကိုမရောက်စေနဲ့နော်အနာသားကဒီဘက်ဖြစ်ရမယ်သူရဲ့ဒီဘက်ကပိုင်းနဲ့နော်လွတ်နေတဲ့ဒီဖွာနေတဲ့အပိုင်းနဲ့ဒီဘက်ကဖွာနေတဲ့ခါပိုင်းလေးနဲ့တွဲမယ်ဒီလိုတင်တွဲပြီးတော့မှတွဲမယ်နော်ဆိုရင်ဒီဘောကအလားချင်းဒီလိုပူးလိုက်တဲ့ချိန်ကျရင်ပြန်လည်လိုက်တယ်ဆိုရင်ဒါအလားမလားပတ်မှာပဲဒီချုပ်ရိုးကိုချုပ်မှာနော်ဆိုတော့တခြားလုံးချုပ်တော့မယ်ဒီသင်ခန်းစာလေးကမြန်မာစကတ်အတန်းတွေကပထမဆုံးသင်ခန်းစာဖြစ်တဲ့ပတ်လေတောက်ထမိန်ဆွဲညက်ချုပ်နေအစဆုံးတင်ပြပေးထားတဲ့သင်ခန်းစာလေးပေါ့နော်ဆိုတော့အဲ့ဒါကိုအသေးစိတ်ဗီဒီယိုအစဆုံးကြည့်ရှင်နဲ့သင်ကျင်နေဆိုရင်တော့ page ရဲ့ chat box မှာလာပြီးတော့မှစုံစမ်းမေးမြန်းလို့ရပါတယ်